တစ်ပတ်တင်ဒီရလာမဲ့ဘော်တော်စာရွက်မှာဒီထိုင်းလို့ရေးထားတဲ့ကိုယ့်ရဲ့အချက်လက်တွေကိုမှန်လွယ်တကူဘယ်လိုစစ်ရမလဲလက်ရှိ MPTP မှာစာရွက်စာတမ်းကြာတာပြီးသားလူအများကြီးကြာနေပြီပေါ့နော်ဘော်တော်ဟာဆွန်နဲ့ဒီငွေချေစာရွက်ကြာနေပြီအဲ့ဒီလူတွေကိုပြန်ပို့ဖို့ကလည်းကျွန်တော်တို့ပဲအရေးကြီးရယ်နောက်တစ်ခုကကျွန်တော်တို့ရှိမှလုံးဝအစ်စ်လာတင်ထားတဲ့လူတွေလည်းချိန်တိုင်းမဲ့ဝင်နေတယ်ပေါ့နော်အဲ့ဒီနှစ်ခုကျွန်တော်တို့ကတွဲပြီးတော့လုပ်နေဒါပေမဲ့အဓိကဦးစားပေးရတော့လုံးဝမတင်ရသေးတဲ့လူကျွန်တော်တို့ကဦးစားပေးပြီးတော့စစ်ဆေးပြီးတော့တင်ပေးနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ MTP မှာပတ်တင်ထားတဲ့လူပဲဖြစ်ဖြစ်ဒီတခြားလူနဲ့ပတ်တင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဖက်ဆင်းတင်ပြီးအရင်ဆုံးဒီလိုပေါ်တော့ဖားဆုံးစာရွက်လေးရဲ့ငွေချေတရားနဲ့ငွေချေစာရွက်လေးရလာခဲ့မယ်အဲ့တော့ဒီကျွန်တော်တို့ဒီ MTP ကတော့ထုံးစံတိုင်းကျွန်တော်တို့အပေါ်လုံးကို customer တွေလာပြန်တောင်းရင်ပေးလို့ရအောင်လည်းအရင်တိတ်နေပြီးသွားရင်စစ်ဆေးပြီးမှလည်းကျွန်တော်တို့ကပြန်ပို့ပေးတယ်အဲ့တော့အကုန်လုံးမှန်တဲ့အဆင့်ကိုရောက်တော့မှကျွန်တော်တို့က customer လက်တွေကိုကျွန်တော်တို့ကပို့တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ကြံကိုတောင်းတယ်အဲ့တော့ဒီတချို့ customer တွေကြတော့လည်းလာမေးကြတယ်အချက်လက်တွေမရသေးဘူးလားဆိုပြီးတော့လောကြတယ်ပေါ့နော်ပြီးရင်တချို့ကြတော့လည်းသူတို့ကိုယ်တိုင်စစ်ဆေးမယ်ဆိုပြီးတော့ပြောတဲ့လူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်စစ်ဆေးပြီးတာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကိုပြန်ပြီးတော့ကိုယ့်လက်ထဲရောက်လာတဲ့အချက်လက်ကိုကိုယ်တိုင်စစ်ဆေးနေတာပဲဖြစ်ဖြစ်အလွယ်တကူစစ်လို့ရတဲ့နည်းလမ်းလေးတွေကျွန်တော်ပြောပြပေးသွားပါမယ်ဒီဘော်တော်အဆွန်စာရွက်ထဲမှာနာမည်ကအင်္ဂလိပ်လိုငွေရက်ကလည်းအင်္ဂလိပ်လိုရေးရတာဖြစ်တဲ့အတွက်ကိုယ်တိုင်စစ်လို့ရလွယ်တယ်မလွယ်တာကဘာလဲဆိုတော့မွေးလာနဲ့မွေးနှစ်ကထိုင်းဘာသာနဲ့ဖြစ်နေတယ်အဲ့ဒီဟာနှစ်ခုကိုကျွန်တော်တို့ကအဓိကထားပြီးတော့သိရမှာပေါ့နော်မိမိရဲ့ဖုန်းထဲမှာ Google Translate application တစ်ခုရရှိဖို့လိုအပ်ပါတယ်အဲ့ဒါပဲဖြစ်ဖြစ် iOS ပဲဖြစ်ဖြစ်လည်းဒီစာပြီး download ရပါတယ်။ရင်းဆုံးဖုန်းထဲကနေကျွန်တော်တို့ပို့ထားပေးတဲ့ပေါ်တော်ဟာဆန်စာရွက်လေးကိုနှိပ်ပြီးတော့ဖွင့်ကြည့်လိုက်မယ်။ဖွင့်ပြီးရင်ဒီစာရွက်တွေကဒီနေရာလေးကို screenshot ရိုက်လိုက်ပါမယ်။ screenshot ရိုက်ပြီးသွားရင်ဒီကိုယ့်ဖုန်းထဲက Google Translate app ကိုသွားပြီးတော့ဖွင့်မယ်။ဖွင့်ပြီးဆိုရင်ကျွန်တော်တို့ကဘာသာစကားရွေးရမယ်။အင်္ဂလိပ်လိုပြောင်းပြီးရှင်းပါဆိုတော့ဒီပြောင်းမဲ့ language ကျွန်တော်တို့ကအင်္ဂလိပ်လိုပဲထားမယ်ခင်ဗျာ။ပြီးရင်ဒီအောက်နားလေးမှာပဲခုကျွန်တော်ပြထားတဲ့ကင်မရာပုံလေးရှိတယ်။ကျွန်တော်အဲ့ဒီထဲကိုဝင်မယ်။ဝင်ပြီးသွားရင်ဒီဘက်အောက်နားမှာဒီ photo ထည့်တဲ့နေရာလေးရှိတယ်။အဲ့ photo ထည့်တဲ့နေရာမှာခုန screenshot ယူထားတဲ့ဘော်တော်ဟာဆွန်စာရွက်ကိုကျွန်တော်တို့ကထည့်လိုက်မယ်ထည့်ပြီးရင်ဒီနာမည်အောက်တစ်ချောင်းကျော်မှာမိမိရဲ့မွေလားမွေးနှစ်ကိုအင်္ဂလိပ်လိုပေါ်လာပြီးမှဖြစ်ပါတယ်ဒါဆိုရင်တော့ထိုင်းဘာသာနဲ့ရေးရတဲ့ကိုယ့်ရဲ့ဘော်တော်ဟာဆွန်စာရွက်မှာဒီအချက်လက်မှန်စစ်ဆေးလို့ရတယ်ခင်ဗျာအဲ့တော့ကိုသိကျင်တဲ့ဘာသာစကားပေါင်းစုံလည်းဒီနီလန်သုံးပြီးလုပ်ကြည့်မယ်ဆိုရင်ဒီဘယ်ဘာသာစကားပဲဖြစ်ဖြစ်အဲ့လိုတူ translate လုပ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်မိုက်ကချစ်တော့